ရှေးဥစွာပျော်ရွှင်ငြိမ်သက်သောခရစ်စမတ်အချိန်ခါသမယဖြစ်ပါစေလို့အေမာနွေလသတင်းစကားမှတဆင့်နှုတ်ခွန်းဆက်သပါစေလောကီလူတိုင်းအတွက်ခရစ်စမတ်ဆိုတဲ့ဓမ္မဒေသနာတော်မြတ်အားဖြင့်ဝမ်းမြောက်ဖွယ်ရာသတင်းစကားကိုဝေမျှလိုပါတယ်ရှေးဥစွာတမန်ကျမ်းစာတော်မြတ်တပိုက်ကိုဖတ်လိုပါတယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး9အခန်းငယ်9နဲ့6အကြောင်းမူကားငါတို့အဖို့တငယ်ကိုဖွားမြင်၏ငါတို့အားသားကိုတနာတော်မူ၏ထိုသူသည်အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်နာမတော်မူကားအံ့ဩဖွယ်တိုင်ပင်ဘက်ဘုံကြီးတော်ဖျားသခင်ထာဝရအဘငြိမ်သက်ခြင်းအရှင်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်ခရစ်တော်သည်လူစားသည်ကိုမခံယူမီလောကလူပုံသို့မကြွလာမီရှေးနှစ်ပေါင်းများစွာကပင်ပရောဖက်ဟေရှာယက940 BC ခေတ်အချိန်ခါကဟောကြားခဲ့သောအနာဂတ်ကျမ်းဖြစ်ပါတယ်တဖန်မိခအနာဂတ်ကျမ်းအခန်းကြီး9အခန်းငယ်2ကိုဖတ်လိုပါတယ်အိုဘက်လင်အဖရမြို့အစိုးရသောယူဒမြို့တို့တွင်သင်သည်မြို့ငယ်မြို့ရုပ်ဖြစ်တော်လဲဣတိလအမျိုးကိုအုပ်စိုးရသောသခင်သည်ငါအဖို့တင်ဤလက်ထဲမှပေါ်ထွန်းလက်တံထိုသခင်သည်ရှေးကကဘာမှစ၍ပေါ်ထွန်းသောသခင်ဖြစ်၏လို့တွေ့ရပါတယ်ခရစ်တော်ယေရှုသည်လောကလူပုံသို့မကြွလာမီပရောဖက်ပြုခဲ့သောအနာဂတ်ကျမ်းများဟာပြည့်စုံလာခြင်းသည်လောကလူတိုင်းအတွက်ခရစ်စမတ်ပဲဖြစ်ပါတယ်လောကကိုဝမ်းမြောက်စေသောလက်ဆောင်လူသားတိုင်းရရှိတဲ့ခရစ်စမတ်လည်းဖြစ်ပါတယ်ခင်ဗျာရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3အခန်းငယ်16ကိုတဖန်ဖတ်လိုပါတယ်ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လောကီသားလို့ဆိုတဲ့အခါမှာကမ္ဘာလူသားတိုင်းဘာသာတရားတိုင်းကိုဆိုလိုပါတယ်မိမိတို့ရဲ့ယုံကြည်ရာကိုးကွယ်ရာအစွဲအလန်းအယူဝါဒများနဲ့နေတူဝအသက်ရှင်ခြင်းရဲ့အဖြေကိုလောဘဒေါသမောဟများနဲ့ရှာဖွေနေကြသူများတမလွန်ဘဝရဲ့အဖြေကိုရှာနေသူများအားလုံးကိုဒုက္ခဆင်းရဲခြင်းအပယ်ငရဲမှကင်းလွတ်စေပြီးသူကချမ်းသာရရှိဖို့ရန်ထာဝရအသက်ကိုပေးသောကယ်တင်တဲ့ယေရှုခရစ်တော်ဖြစ်ပါတယ်မိတ်ဆွေရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး4အခန်းငယ်30မှာငါတို့သည်ဖျားသခင်ကိုချစ်ကြသည်ဟုမဆိုဖျားသခင်သည်ငါတို့ကိုချစ်၍ငါတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းကသားတော်ကိုစေလွတ်တော်မူသောအရာ၌ချစ်ခြင်းမေတ္တာရှိ၏လို့ဖော်ပြပါတယ်ဆိုလိုတာကလောကကမ္ဘာလူသားတိုင်းဟာထာဝရဘုရားသခင်ကိုမချစ်တော်လဲမသိတော်ညာလဲပုထုဇဉ်လူသားတိုင်းဤကာယကံဝစီကံမနောကံသုံးပါးဖြင့်ပြစ်မှားသောကံကြွေးနာဝတ်ကြွေးနာအပြစ်ကြွေးနာတို့မှအပြစ်ဖြေเสียချစ်ခြင်းမေတ္တာဟာခရစ်တော်၌တည်တယ်လို့ဆိုလိုရင်းဖြစ်ပါတယ်ထို့ကြောင့်သခင်ယေရှုခရစ်တော်လူစားတိခံယူပြီးလောကလူပုံသို့ကြွဆင်းလာခြင်းဟာလောကီလူသားတိုင်းအတွက်ခရစ်စမတ်ဖြစ်ပါတယ်လောကီလူသားတိုင်းအတွက်ကြီးမြတ်သောလက်ဆောင်ဖြစ်ပါတယ်လက်ဆောင်ဆိုတဲ့အဓိပ္ပာယ်ဟာပေးတဲ့သူတန်ဖိုးထားခြင်းကိုလက်ခံသူကခံစားသိမြင်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ပီတိဘာနဲ့မှနိုင်ရှင်လို့မရပါဘူးမိတ်ဆွေဤလောကမှာအသက်ရှင်သောပုထုဇဉ်ကျွန်တော်ကျမတို့ကိုပညတ်တရားများဟာဒုက္ခမှလွတ်မြောက်ဖို့ရာလမ်းနဲ့ပုထုဇဉ်လောကီလူသားတို့၏အပြစ်များမှလွတ်မြောက်ဖို့ရာအတွက်လမ်းပြပေးနေတော်လဲပြည့်စုံစွာကျင့်ဆောင်ဖို့ရန်မစွမ်းနိုင်တဲ့အတွက်ကြောင့်တစုံတစ်ယောက်သောသူရဲ့အကူအညီကိုမျှော်ကိုးလျက်ရှိတဲ့အကြောင်းကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်1မှ8အထိဖတ်ကြည့်တဲ့အခါမှာခ
ခရစ်တော်က38နှစ်လုံးအတွင်းနာဆွဲလာသောသူကိုကုစားခြင်းအကြောင်းကိုမြင်တွေ့ရပါတယ်လူနာသည်ကြမ်းမာခြင်းကိုမိတို့ပြုရမည်နည်းဟူသောနိလန်းကိုသိတော်လဲတူဦးတယောက်တည်းမစွမ်းနိုင်တဲ့အတွက်ကြောင့်မို့ကူညီမဲ့သူမဆမဲ့သူကိုမျှော်လင့်လို့နေခဲ့ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေများခင်ဗျာရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်1မှ8အထိဖော်ပြသောဓမ္မအဒေသနာဟာလူစားတိခံယူ၍မွေးဖွားလာသောယေရှုခရစ်တော်တပါးတည်းသာလျှင်ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးမှကယ်တင်နိုင်သောသူလောကီအစွဲအလမ်းများမှကယ်ချွတ်ပေးနိုင်သောသူခရစ်တော်ယေရှုတပါးတည်းသာဖြစ်ပါတယ်မိတ်ဆွေတမန်ကျမ်းစာတော်မြတ်ကိုဖတ်ပြီးဒေသနာတော်မြတ်ကိုနှီးကုံချုပ်ပါမယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အခန်းငယ်16ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏တဖန်ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး9အခန်းငယ်7သားတော်ကိုရသောသူသည်အသက်ကိုရ၏ဖျားသခင်၏သားတော်ကိုမရသောသူမူကားအသက်ကိုမရလောကီလူသားတိုင်းအတွက်ခရစ်စမတ်ဆိုတဲ့ဓမ္မဒေသနာတော်မြတ်ကိုကြားနာကြရသောဓမ္မမိတ်ဆွေအားလုံးအပေါ်ထာဝရဘုရားသခင်သည်ကောင်းချီးပေးပါစေအာမင်